အခုဒီလမ်းဟာ62ကီလိုမီတာပဲရှိပါတယ်ခုနကကျွန်မတင်ပြသလိုအကျန်းပြင်း3ချက်တွက်နဲ့တွက်ကြည့်ရင်တမိုင်ကို20မြန်မာငွေ22ဘီလီယံလောက်ကုန်ကြမှာဖြစ်ပါတယ်ပြည်ထောင်စုဒုဝန်ကြီးတင်ပြသွားတာထဲမှာပါပါတယ်မအူပင်ဖြာပုံလမ်း56ကီလိုမီတာကို US ဒေါ်လာတန်း80နဲ့ဆောင်ရွက်တယ် US ဒေါ်လာတန်း38ရာနှုန်းပို့လို့ပြန်အပ်ရတယ်အိန္ဒုကော့ကရိတ်လမ်း80ကီလိုမီတာကို US ဒေါ်လာတန်း120နဲ့ဆောင်ရွက်တယ် US ဒေါ်လာတန်း42ရာနှုန်း ADB ကိုပြန်အပ်ရတယ်အဲ့ဒီတော့ကျွန်မမေးချင်တာကတမိုင်ကို3ဘီလီယံ4ဘီလီယံဝန်းကျင်နဲ့တွက်ထားတာတွေတောင်မှထက်ဝက်နီးပါးပို့နေပြီအခုတမိုင်ကိုဘီလီယံ20ကျော်လောက်ဘာဖြစ်လို့တွက်တယ်လဲဆိုတာသိချင်ပါတယ်နောက်ပြီးတကယ်ကုန်မယ်ဆိုရင်ကျွန်မတို့ဒီလမ်းကိုမရှိမဖြစ်လိုအပ်ရဲ့လားလိုအပ်ရင်ဒီတက်တက်တာမဲ့နီလမ်းမရှိတော့ဘူးလားအခုထဲသွန်းတွက်ချက်တဲ့ underpass 102ခု interchange 4ခုနဲ့တရားအကြီးအသေး249စင်းတို့ကဒီ35မိုင်အတွင်းမှန်ဆိုရင်တကယ်ကိုမဖြစ်မနေဆောင်ရွက်ရမှာလားအပိုကုန်ကြစရိတ်တွေကလည်းများနေပါတယ်လမ်းအတွက်က419.6 တန်းလို့ဆိုပါတယ်စီမံခန့်ခွဲစရိတ်တွေအတိုးတွေမမျှော်မှန်းနိုင်သောကုန်ကြစရိတ်တွေများပါတယ်မမျှော်မှန်းနိုင်သောကုန်ကြစရိတ်ကိုလမ်းရဲ့22.8ရာခိုင်နှုန်းတောင်ထည့်သွင်းတွက်ချက်ထားတာတွေ့ရပါတယ်အခုတမိုင်ဘီလီယံ20ကျော်ဆိုတာကဒီလမ်းပေါ်မှာမကြခင်ဆွေးနွေးကြမဲ့စစ်တောင်းတရားအတွက်ဂျက်ကာချင်းငွေဂျပန်ယန်29.9ဘီလီယံကိုထည့်မတွက်ထားသေးပါဘူးအဲ့ဒါပါထည့်တွက်လိုက်ရင်တမိုင်ကို26ဘီလီယံကျော်ကုန်ကြမှာဖြစ်ပါတယ်1ကီလိုမီတာကို US ဒေါ်လာ8.49သန်းကုန်ကြမှာဖြစ်ပါတယ်အနည်းဆက်ဆုံးဗီယက်နမ်နိုင်ငံရဲ့ကုန်ကြစရိတ်ကိုကျမတို့လေ့လာကြည့်တဲ့အခါမှာ1ကီလိုမီတာကိုပြန်မြခြင်း US ဒေါ်လာ2.5 သန်းပဲဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါတယ်လေ့လာကြံများအရအမြန်လန်းအသစ်ဖောက်လုပ်ခြင်းအတွက်မိတို့ဒေသရင်းနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံမှာ1ကီလိုမီတာကိုအမေရိကန်ဒေါ်လာ6.5 သန်းခန့်အသုံးပြုနေတာကိုတွေ့ရပါတယ်ဒါတောင်6လမ်းသွားအမြန်လန်းမျိုးစားဖြစ်ပါတယ်နောက်19ခုနှစ်ကလာအိုနိုင်ငံမှာတောင်ကိုဖောက်ပြီးတော့အပြိုင်တိဆောက်ထားတဲ့ဦးမင်လိုင်ကောင်းလမ်းအပါအဝင်တရားပေါင်း45စင်းပါဝင်တဲ့၄လမ်းသွားအမြန်လန်းမျိုးစားမှာဆိုရင်စီမံကိန်းလမ်းရှည်133.5ကီလိုမီတာအတွက်စီမံကိန်းကုန်ကျစရိတ်တန်ဖိုးမှာအမေရိကန်ဒေါ်လာ1.2ဘီလီယံဖြစ်လို့1ကီလိုမီတာကိုအမေရိကန်ဒေါ်လာ9.45 သန်းအသုံးပြုတာကိုတွေ့ရမှာဖြစ်ပါတယ်ယခုအဆိုပြုပါစီမံကိန်းကတော့တရားတိဆောက်ခြင်းကုန်ကျစရိတ်ပါအပါ1ကီလိုမီတာကိုအမေရိကန်ဒေါ်လာ12.7 သန်းဖြစ်တဲ့အတွက်ကြောင့်အထက်မှာတင်ပြထားတဲ့အမြန်လန်းတိဆောက်ခြင်းကုန်ကျစရိတ်တွေနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်လွန်စွာများနေတာဖြစ်လို့ဝန်ကြီးဌာနရောလွှတ်တော်ကိုယ်စားလှယ်ကြီးများပါဝိုင်းဝန်းစဉ်းစားသုံးသပ်ပေးစီလိုပါတယ်မြေမော်မှန်းနိုင်တဲ့ကုန်ကျစရိတ်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်များတာလဲဆိုတဲ့အချက်ကိုရှင်းလင်းသင်ပြရမယ်ဆိုရင်တော့ risk management နဲ့သက်ဆိုင်ပါတယ် risk နည်းတဲ့စီမံကိန်းများတွင် contingency နည်းတာရှိပြီးတော့ risk များတဲ့စီမံကိန်းတွေမှာတော့ contingency များလေးရှိပါတယ်ဒါကလည်း ADB ရဲ့ safeguard policy ရထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ဒါပါလိရှင်းလင်းတင်ပြရမယ်ဆိုရင်မူပင်ဖြာပုံလမ်းမှာ contingency ထည့်ထားတော့လည်းပဲအသုံးပြုမှုမရှိဘဲနဲ့ပြန်လည်အနှံတဲ့ဒေါ်လာ30မှာပါဝင်ပြီးဖြစ်ပါတယ်။အလားတူအင်ဒုကော့ကရိတ်လမ်းတွင်လည်း contingency အသုံးပြုမှုမရှိဘဲနဲ့ပြန်လည်အနှံတဲ့ဒေါ်လာ50မှာပါဝင်ပြီးဖြစ်ပါတယ်။ဒီရထား contingency များဟာမသုံးပြလို့ရှိရင်ချင်းငွေပမာဏရောနည်းသွားတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတာကိုတင်ပြခြင်းဖြစ်ပါတယ်။လေးစားပါတော့နာကြိုက်ခင်ဗျာတမတော်သားလူတော်ကိုယ်စားလှယ်ဗိုလ်မှူးဇွဲနေတော်အနေဖြင့်ချင်းငွေရဲ့ဘလောက်ရာခိုင်နှုန်းဒီမြန်မာနိုင်ငံအတွင်းမှာပြန်လည်သုံးစွဲတဲ့ဆိုတဲ့ပတ်သက်ပြီးတော့အမြင်များဆွေးနွေးသွားပါလေ။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခုနရှင်းလင်းသွားသလိုပါပဲ။ဒီနိုင်ငံပြည်ပမှာတင်သွင်းရတဲ့73စီတန်ကြောင်ကတ္တရာလွဲပြီးကျန်တဲ့ပစ္စည်းတွေရောလုပ်အားတွေရောပြည်တွင်းမှာပဲဒီသုံးစွဲမှာဖြစ်တဲ့အတွက် 80% ဟာပြည်တွင်းမှာစီးဆင်းသွားပြီဖြစ်ပါကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်။ပြီးတော့ကိုယ်စားလှယ်တော်ကြီးမှဒီစီမံကိန်းကြီးမှာ risk နဲ့ issue တွေကိုတည်တွင်းစဉ်းစားထားပါသလားဆိုပြီးတော့ဆွေးနွေးခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ယခုအဆိုပြုစီမံကိန်းကြီးကပမာဏကြီးတာနဲ့အညီ risk ကြီးတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ဒီဆိုရေးလုပ်ငန်းများအကောင့်ထဲပေါ်ဆွဲတဲ့နေရာမှာကျူးလွန်နိုင်တဲ့ risk များနဲ့ပတ်သက်ပြီးတော့ ADB ကထုတ်ပြန်ထားတဲ့ Public Financial Management System မြန်မာ report May 2020မှာဖော်ပြထားတဲ့ recommendations များအတိုင်းအသေးချာပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်။ထပ်ပါချင်းဝင်ရယူရေးကိစ္စနဲ့ဆက်လင်းပြီးအတည်ပြုရန်လွတ်တော်ကသဘောတူပါလားခင်ဗျာ။သဘောတူပါလားခင်ဗျာ။သဘောတူပါလားခင်ဗျာ။သဘောမတူတဲ့သူရှိပါလားခင်ဗျာ။ဟုတ်ကဲ့လွတ်တော်ကိုယ်စားလှယ်များခင်ဗျာအထက်ပါကိစ္စနဲ့ဆက်လင်းပြီးသဘောမတူတဲ့သူရှိတဲ့အတွက်လွတ်တော်ရဲ့အဆုံးဖြတ်ရယူခြင်းကိုပြည်ထောင်စုလွတ်တော်ဆိုင်ရာနည်းဥပဒေ၈
နေဥပဒေခွဲတဝန်ပူရဲ့နောက်ဆက်တွဲကငယ်နဲ့အညီမတ်တရဆန္ဒပြုတဲ့နီလန်းဖြင့်ဆောင်ရွက်မှာဖြစ်ပါတယ်။သဘောတူတဲ့လွတ်တော်ကိုယ်စားလှယ်များအရေးအတွက်ကြေညာပြီးချိန်အထိမတ်တရပေးဖို့ဖြစ်ပါတယ်။လွတ်တော်ကိုယ်စားလှယ်များခင်ဗျာတင်ပြပါကိစ္စနဲ့ဆက်လင်းပြီးသဘောတူထောက်ခံသူ336ဦးဖြစ်ပါတယ်ဒီနေ့အစည်းအဝေးတက်ရောက်တဲ့လွတ်တော်ကိုယ်စားလှယ်952ဦးရဲ့ထက်ဝက်ကျော်တဲ့အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနကအကောင့်ထဲပေါ်ဆောင်ရွက်မယ်ပဲခူးကြိုက်ထိုအမြန်လမ်းမကြီးစီမံကိန်းအတွက်အာရှဖွံ့ဖြိုးရေးဘဏ် ADB ထံမှအမေရိကန်ဒေါ်လာ483.8တန်ကျင်းငွေရယူရေးကိုလွတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်အားလုံးထိုင်နေပါပြီ